စနေလေးတောင်းတယ်လို့ငါပြောထားတယ် ဘာလုပ်တာကိုရခဲ့ပြီးကန်တရားကြောင့်တို့နှစ်ယောက်တည်းမဆုံးစီနိုင်တော့တစုံတစ်ခုကြောင့်မင်းလေးတတိယတိုင်းစိတ်ထဲမှချက်တာရရှိလာတိုင်းဖွင့်ပြောအရင်လုံးငါမကုန်းလေးချမ်းနေမေးစပီစိတ်ညစ်တဲ့ခံရည်များပြိုချတဲ့ပြီးသူငိုရင်နဲ့ပြောတဲ့စကားတန်လေးများငါတတိယ